ရမ်းများတဲ့ skin care ingredient တွေက၄မျိုးပဲရွေးချယ်ရမယ်ဆိုရင်လှပဆိုင်ရာဆရာဝန်တယောက်အနေနဲ့ကျမရွေးချယ်သွားမယ် skin care ingredient တွေကိုနံပါတ်စဉ်လိုက်ပြပေးစင်ပါတယ်လှပဆိုင်ရာဆရာဝန်ဒေါက်တာ IV ပါဒေါက်တာနွေးလို့လည်းခေါ်လို့ရပါတယ်နောက်ဆုံးနံပါတ်စဉ်လေးကနေစပြောရမယ်ဆိုရင်တော့ကျမရွေးချယ်ထားတာက hyaluronic acid ပါကိုကအသားဖြူပြီးသားဖြစ်တာကြောင့်အသားဖြူစေတဲ့ skin care ingredient တွေကိုလည်းမသုံးချင်ဘူးအသားကဆိုပြေပြီးတော့ရေဓာတ်ပြည့်နေရပြီဆိုတဲ့သူတွေအတွက်အယိုးရှင်းဆုံးနဲ့အကောင်းဆုံး ingredient ကတော့ hyaluronic acid ပဲဖြစ်ပါတယ်ဒီ hyaluronic acid အားဆိုရင် skin barrier ထိထားတဲ့သူတွေရော sensitive skin ပိုင်ရှင်တွေရော all skin type သုံးပြုလို့ရတယ်အကောင်းဆုံး ingredient တစ်မျိုးပါပဲနံပါတ်စဉ်3အနေနဲ့ရွေးချယ်ထားတာကတော့ကျမအမြဲပြောနေကြကျမရဲ့အကြိုက်ဆုံး ingredient လို့တောင်ပြောလို့ရတယ် niacinamide ပဲဖြစ်ပါတယ်သူ့ရဲ့အသားလင်းစေရဲ့အာနိသင်ရဲ့အဆီထိန်ပေးတဲ့အာနိသင်ရဲ့ skin barrier ကို repel လုပ်ပေးတဲ့အာနိသင်တွေကတော့ကျမရဲ့အကြိုက်ဆုံး skin care ingredient list ထဲမှာရွေးချယ်ထားရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်နံပါတ်2နေရာမှာရွေးချယ်ထားတာကတော့အခုနောက်ပိုင်း trend အရန်ဖြစ်လာတဲ့ peptide ingredient ပဲဖြစ်ပါတယ် peptide တစ်မျိုးချင်းစီမှာမတူညီတဲ့အာနိသင်တွေရှိတဲ့အတွက်ကြောင့်ဒီ peptide တွေမျိုးစုံကိုရောပြီးတော့ထုတ်လုပ်ထားတဲ့ serum တွေဆိုရင်အာနိသင်မျိုးစုံရစေပါတယ်ကိုက sensitive skin ဖြစ်ပြီးအသားခြောက်တတ်တဲ့ဒီ retinol retinal serum လိုမျိုးကိုအသုံးပြုရတာကိုမကြိုက်ဘူးဆိုရင်တော့ဒီ peptide မျိုးစုံပေါင်းစပ်ထားတဲ့ serum တွေကိုစမ်းပြီးသုံးကြည့်ဖို့ recommend ပေးချင်ပါတယ်အခုနောက်ဆုံးနံပါတ်1နေရာမှာကျမရွေးချယ်ထားတဲ့ skin care ingredient ကတော့ဟုတ်ပါတယ်အခုနောက်ပိုင်းမှာ OZE လို့တင်စားခေါ်ဝေါ်နေကြတဲ့ retinoids တွေပဲဖြစ်ပါတယ်ဒီ retinoids လို့ခေါ်တဲ့ vitamin A derivatives တွေဖြစ်တဲ့ retinol retinal retinoic acid တွေကတော့အခုချိန်ထိ collagen လှုံ့ဆော်တဲ့နေရာမှာ gold standard နေရာမှာထားရတော့မှာပဲဒါကြောင့်လည်း OZ လို့တောင်တင်စားခေါ်ဝေါ်ကြတာပေါ့နောက်ပြီးတော့ဒီ retinoids တွေရဲ့ collagen stimulation ဖြစ်တဲ့ anti aging အာနိသင်ကိုပို့ပြီးတော့ boost လုပ်ချင်တယ်ပို့တိုးချင်တယ်ဆိုရင်တော့ခုနကပြောတဲ့ peptide serum အနေနဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရပါတယ်ကိုက skin care သေချာလုပ်တော့မယ်ဆိုရင် skin care ingredient တွေရဲ့အာနိသင်တွေကိုလေ့လာသင်ပါတယ်ဒီ skin care ingredient တွေရဲ့အာနိသင်ကိုသိထားရင်ကိုယ့်ရဲ့အရေးပြားကဘာအာနိသင်လိုအပ်နေလဲဆိုရင်ချက်ချင်းဒီ skin care ingredient ကိုရွေးပြီးသုံးလိုက်လို့ရတယ်ပေါ့နော် skin care တွေကိုရွေးချယ်တဲ့အခါမှာလည်းမခက်ခဲတော့ဘူးပေါ့ဒါပေမဲ့ကိုကအချိန်မပေးနိုင်လို့ skin care ingredient တွေရဲ့အာနိသင်တွေကိုလိုက်မလေ့လာနိုင်ဘူးဆိုရင်လည်းအခုကျမပြပြသွားတဲ့ skin care ingredient ၄မျိုးတွေက skin care တွေကိုပဲရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်